ဂျီမားတာနဲ့ဂျီအန်တာကိုတခါတလေမှားသုံးနေကြတယ်ဟုတ်နောက်ဘယ်တော့မှမမှားအောင်တီချာတို့အတူတူလေ့လာကြည့်ကြရအောင်ဒီ grammar နှစ်ခုလုံးကညင်းဆိုတဲ့သဘောဖော်ပြရခြင်းတူပေမဲ့အဓိပ္ပာယ်ရောသုံးတဲ့နေရာကတတိတတာလေးကွဲပါတယ်အရင်ဆုံးဒီနှစ်ခုရဲ့အဓိပ္ပာယ်ကိုလေ့လာကြည့်ကြရအောင်ဂျီမားတာက action တစ်ခုကိုမလုပ်နိုင်အောင်လို့ကျွန်တော်တားမြစ်ခြင်းစေခိုင်းခြင်းအမိန့်ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပြီးတော့ဂျီအန်တာကြတော့ရောဘုံတို့အရှိမတင်ခဲ့တဲ့အငင်းပြမအငင်းပြ grammar အန်ရဲ့အမြင့်ဆုံးဖြစ်ပြီးတော့အရှင်တစ်ခုကိုကိုယ့်သဘောနဲ့ကိုမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဒီလိုဆိုရင်အဓိပ္ပာယ်ရဒီ grammar တစ်ခုကိုတတိချာချာလေးသိသွားပြီဟုတ်ဒါဆိုရင်အငင်းပြတရားသုံးတော့မယ်ဆိုရင်ဒီချေတို့ဘယ်တရားကိုရွေးချယ်သုံးရမလဲဆိုတာအဓိပ္ပာယ်ရတိချာစဉ်းစားကြည့်ပါအရှင်တစ်ခုလှုပ်ရှားမှုတစ်ခုကိုမလုပ်နိုင်အောင်လို့တားမြစ်တော့မယ်ဆိုရင်ဘယ်ဟာကိုသုံးရမလဲဂျီမားတာကိုသုံးရမှာပေါ့ဒါကြောင့်ဂျီမားတာက action verb နဲ့ပဲတွဲသုံးပြီးတော့ quality verb နဲ့တွဲမသုံးပါဘူးဥပမာဂါကြီးမာတာရောမသွားပါနဲ့ဆိုပြီးတော့သုံးလို့ရပါမယ်ရေပုတ်ကြီးမာတာရောမလှပါနဲ့ဆိုပြီးတော့သုံးလို့မရတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုကျတော့ဂျီအန်နာကကြတော့ဂါကြီးအနာရောမသွားဘူးရေပုတ်ကြီးအနာရောမလှဘူးဆိုပြီးတော့တာမန်အငင်းကိုပဲဖော်ပြတာမို့လို့ action verb နဲ့ရော quality verb နဲ့ရောတွဲသုံးလို့ရတယ်ဒါကဒီ grammar နှစ်ခုရဲ့ကွာခြားချက်ပထမတစ်ချက်ပေါ့ဒုတိယကွာခြားချက်ကတော့စကားပြောကွာခြားတဲ့သုံးတဲ့အခါမှာ GN တိုင်းနောက်မှာတာမန်အမေးအဖြေလုပ်တဲ့တရားမျိုးတွေပဲတွဲလိုက်ပြီးတော့အမိတ်ပေးစိတ်ခိုင်းတဲ့တရားတွေတောင်းဆိုမှုပြတဲ့တရားတွေတွဲမလိုက်ပါဘူးအမိတ်ပေးစိတ်ခိုင်းတောင်းဆိုတရားဆိုတာဂါကြီးအနုစေရောဥစေရောဂါကြီးအနာယဟေရောအောယောယဟေရောဂါကြီးအနုရှိတာဥပရှိတာစတဲ့ဒီလို grammar မျိုးဆိုလိုတာပါဒီမှာဒါကတော့သူ့ငကိုအဓိပ္ပာယ်နဲ့လှုပ်ဆောင်ချက်ကိုတားမြစ်တာဆိုတော့ခုနကတစ်ချက်ပြောသွားတယ်တားမြစ်စီခိုင်း grammar အကုန်လုံးနဲ့တွဲသုံးပါတယ်ဒါဆိုရောဘုံတို့တခါတလေဒီ grammar နှစ်ခုကိုဘယ်ဟာသုံးရမလဲမသိဘူးရောတယ်ဆိုတာဘယ်လိုအနေထားမျိုးလဲဆိုတာဥပမာစာကြောင်းလေးနဲ့လေ့လာကြည့်ကြရအောင်밤에시끄럽게하지말았으면좋겠어요ဒီစာကြောင်းနှစ်ကြောင်းမှာဆိုလို့ရှိရင် grammar နှစ်ခုလုံးကိုအတူတူပဲသုံးလို့ရပါတယ်။ဘာလို့နှစ်ခုလုံးသုံးလို့ရလဲဆိုတော့ဒီစာကြောင်းမှာအငင်းပြတဲ့အဓိပ္ပာယ်ရှိပေမဲ့စာကြောင်းရဲ့နောက်ဆုံးမှာကိုကလိုချင်တာမျိုးကိုကဖြစ်ချင်တာမျိုးကိုကမျှော်လင့်တာမျိုးကိုပြတဲ့အခုလိုမျိုးဘာတဲ့ရောတို့ဝန္နာမီတာတို့မမောဟမျိုးဂျုခက်စော်ရောဆိုတဲ့ grammar လိုမျိုးသုံးသပ်ထားတာမျိုးကျခုနပြောသလိုကိုလိုချင်တာမျိုးကိုဖြစ်ချင်တဲ့ဆိုတဲ့အခြေအနေမျိုးဖော်ပြတဲ့အခါမျိုးမှာ grammar နှစ်ခုလုံးကိုအတူတူပဲသုံးလို့ရပါတယ်ဒီလိုဆိုရင်ဒီ grammar နှစ်ခုလုံးရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းနဲ့သိသွားပြီလို့ထင်ပါတယ်နော်ဒီလိုမျိုးစင်တူပြီးတော့မှားသုံးတတ်တဲ့ grammar တွေရဲ့ကွာခြားချက် point တွေကိုတည်တည်ချာချာလေးလေ့လာကြလို့ပဲဖြစ်ဖြစ် grammar တစ်ခုချင်းရဲ့အဓိပ္ပာယ်ကိုတည်တည်ချာချာလေးလေ့လာပြီးတော့မကန်သုံးတတ်ခြင်းလို့ပဲဖြစ်ဖြစ်ကို search တေးလို့ရအောင်လို့တရားတီးသက်စူးစီးမှုစာအုပ်လေးတွေကိုတစ်ချက်ထုတ်ပေးထားပါတယ်ဒီစာအုပ်လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့တစ်ချက် Viber နံပါတ်ကနေလာပြီးတော့မှာယူလို့ရပါတယ်시간내주셔서 감사합니다.